အားလုံးပဲမင်္ဂလာပါ Beyond the Nature Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ် မက္ကဆီကိုစီးတီးမြို့ရဲ့တောင်ဘက်ဆိုချီမူကိုဆိုတဲ့နေရာကရှုပ်ထွေးလာတဲ့တူးမြောင်းနေကြတာမှာကျွန်းငယ်လေးတစ်ကျွန်းရှိနေပါတယ်အဲ့နေရာမှာလေကပားအမောင်မိုက်ဆုံးလိုဝက်ချက်တွေကတခုခိုးအောင်နေတယ်လို့ပြောကြတယ်ဒီကျွန်းအကြောင်းစပြောမယ်ဆိုရင်တော့အထိတ်လန့်စရာအကောင်းဆုံးတန်တာရည်တစ်ခုနဲ့ပဲစလိုက်ချင်ပါတယ်အဲ့ဒီကိုရောက်ဖို့တဲ့သူတချို့ကပြောကြတယ်အယုတ်တဲ့အချင်းချင်းတီးတိုးစကားပြောနေတာကိုကြားဖို့တဲ့ဒီစကားတစ်ခုနဲ့နဲ့တင်ဒီနေရာကဘလောက်တောင်ကြောက်ဖို့ကောင်းမလဲဆိုတာစဉ်းစားတာကြည့်တော့ဟုတ်ပါတယ်အဲ့ကျုံးတို့လူတွေကအယုတ်များကျုံးလို့ခရိုကြတယ်တကယ်အိမ်မဆိုးတွေကထွက်လာတဲ့နေရာတကူလိုပါပဲကဲအဲ့ဒီကိုရောက်သွားတဲ့သူတွေကိုဘလို့ကြောက်စရာမြင်ကွင်းတွေကစောင့်ကြုံနေလဲဆိုတာကြည့်လိုက်ကြအောင်ဒီကျုံးပေါ်မှာနေတဲ့သူတွေကလူတွေမဟုတ်ပါဘူးဘာတွေလဲဆိုတော့ကြောက်စရာကောင်းတဲ့ရုပ်တွေရာနဲ့ချီပြီးတော့ကိုရှိနေတာပြီးတော့ဒီရုပ်တွေကအကောင်အတိုင်းလည်းမဟုတ်ဘူးဖြတ်တောက်ထားတဲ့ခြေတွေလက်တွေခေါင်းဖြတ်တွေပြီးတော့ဘာခန်းစားချက်မှမရှိတဲ့မြေလုံးအကြောင်းသားတွေနဲ့တစ်ပင်တွေပေါ်မှာနေရတာကချစ်ထားတာနေခင်းကြောင်တော့ကြည့်ရတာစိတ်ထဲမှာတမျိုးကြီးဖြစ်နေပြီးတော့ညဘက်ဆိုရင်တော့တကယ်ကိုအိမ်မဆိုအစ်စ်ပါပဲဒီလိုထိတ်လန့်စရာကျွမ်းရနောက်ကွယ်မှာတော့ဝမ်းနဲ့စင်ဇလန်တပုတ်ကနေအစပြုခဲ့တာပါအဲ့ဒီဇလန်ကအမျိုးသားတစ်ယောက်ရဲ့ဘဝရောဒီကျွန်းတစ်ခုလုံးကိုပါထာဝရပြောင်းလဲဖြစ်ခဲ့ပါတယ်သူ့နာမည်က Don Julian Santana Borrera တဲ့သူကဆိုရှီမေကိုဒေတာခံတယောက်ပေါ့20ရာစုလောက်မှာသူ့မိသားစုကိုစွန့်ခွာပြီးတရွှေလုံးရေကန်ထဲကကျွန်းတကျွန်းပေါ်မှာတယောက်ထဲလာနေခဲ့တာပါသူကဒီကျွန်းရဲ့အဆောင်အရှောင်အဖြစ်သူ့ကိုယ်သူတတ်မှတ်ပြီးနေထိုင်ခဲ့တယ်တနာရီရတော့ဗောလေသူ့ဘဝကိုလုံးဝပြောင်းပြန်လန်ပစ်လိုက်တဲ့အဖြစ်အပျက်ကဒီလိုပါဒီနေ့မှာ Don Julian ဟာတူးမြောင်းနေမှာရှုပ်ွက်ဆန်းကျယ်စွာရေနစ်သေးဆုံးနေတဲ့ကောင်းမလေးတစ်ယောက်ရဲ့အလောင်းကိုတွေ့လိုက်တယ်အဲ့ဒီနောက်သိမကြဘူးအဲ့ဒီနေရာကနေပဲအယုတ်တရုတ်မျောပါတာကိုတို့ထပ်တွေ့လိုက်တယ်ဆိုတော့သူကအဲ့ဒီအယုတ်ဟာတည်သွားတဲ့ကောင်းမလေးရဲ့အယုတ်ဖြစ်ရမယ်လို့သူ့ဝိညာဉ်နဲ့သူရှိနေခဲ့တယ်လို့အခန်းထဲမှာယုံကြည်သွားခဲ့တယ်အဲ့မှာနေဇလန်ကစလာပဲအဲ့ဒီရှိမှုကနေပြီးတော့နှစ်ပေါင်း50ဟုတ်ပါတယ်နှစ်ပေါင်း50ကြာမြင့်ခဲ့တဲ့ဆွဲလက်မှုကြီးတစ်ခုဖြစ်လာခဲ့တော့တာပါပဲကောင်မလေးရဲ့ဝိညာဉ်ကိုနစ်ထင်ပြီးဖို့ကြိုးစားရင်းနဲ့ပေါ့လေသူဘာလို့လဲဆိုတော့ကောင်မလေးရဲ့ဝိညာဉ်ကိုနစ်ထင်ပေးတဲ့အနေနဲ့သူတွေ့ခဲ့တဲ့ရုပ်ကိုတစ်ပင်တစ်ပင်မှာချိတ်ဆွဲလိုက်ခဲ့ဒါပေမဲ့ဒီုတ်တဲနဲ့မလုံးလောက်ခဲ့ပါဘူးသူရဲ့တာဝန်ကအခုမှစတာပဲရှိပေတယ်ဆိုတာသူနားလဲသွားတယ်အဲ့ဒီနောက်မှာတော့သူဟာနောက်ထပ်နှစ်ပေါင်း50တိကျုံးပေါ်မှာချိတ်ဆွဲဖို့အယုတ်တွေကိုစူးတော့တာပါပဲအမိုက်ပုံတွေကတော့သူ့မြောင်းထဲကမျောလာတာတွေရောမတွေ့အောင်ရှာပြီးစုဆောင်းခဲ့ပါတယ်အချိန်တွေကြာလာတော့ဂျွန်နဲ့ပတ်သက်ပြီးတဘာဝလွန်ဆက်လန်းတွေကလည်းတော်ထွက်လာတာပါဒေတာကန်တွေကတော့ပြောကြတာအယုတ်တင်မှာတီဟောတဲ့ကောင်လေးဝင်းရင်ပူးကန်နေတဲ့တချို့ကဆိုအယုတ်တွေခေါင်းလောက်တာလက်လောက်တာမြင်ဘူးတဲ့တချို့ကမျက်လုံးတွေပွက်လာတာကိုတွေ့ဘူးတဲ့လို့ပြောကြပြန်ရောအစအမှပြောခဲ့သလိုပဲလေအယုတ်တွေတီးတိုးစကားပြောနေတာကိုကြားဘူးတဲ့လူတွေတောင်ရှိခဲ့တာလေနဲ့ပြတ်သွားတဲ့သူတွေကိုကြောပေါ်လာခဲ့ဘူးအယုတ်တွေကဖျားယောင်းတယ်လို့တောင်ဆိုကြသေးတယ်ဒါပဲဒီနေရာမှာစဉ်းစားစရာမေးခွန်းတစ်ခုရှိလာပါပြီဒီဇလန်တပုလုံးရဲ့အခြေခံအုံမြစ်ကိုရိုင်နဲ့ထွားစေနိုင်တဲ့မေးခွန်းတစ်ခုပေါ့တကယ်လို့များအဲ့ရေနစ်တည်တယ်ဆိုတဲ့ကောင်မလေးကတကယ်မရှိခဲ့ဘူးဆိုရင်ရောဒီဇလန်ရဲ့အရင်မြစ်ကတော်တော်လေးကိုရှုပ်ထွေးပါတယ်တနာရီမှာတော့ဒေါန်ဂျူလီယန်ကရေနစ်တည်နေတဲ့ကောင်မလေးအလောင်းကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့တန်တရားဝင်ဆရာကဘာလဲဆိုတော့သူမိသားစုဝင်တွေအပါဝင်လူတော်တော်များများကသူကောင်မလေးကိုတကယ်တွေ့ခဲ့တယ်လို့မယုံကြည်ကြပါဘူးသူကတယောက်တည်းအထီးကျန်နေရင်းနဲ့ဒီဇက်လန်ကိုစိတ်ကူးနဲ့ဖန်တီးခဲ့တာဖြစ်နိုင်တယ်လို့ယူဆကြတယ်အပြည့်မှန်ကဘလို့ပဲဖြစ်ဖြစ်ဒေါန်ဂျူလီယန်ကတော့သူ့ဘဝတစ်ချောင်းလုံးကိုအဲ့ဒီကောင်လေးအတွက်ပဲပေးဆက်ခဲ့တာပါအလောစရာကောင်းတာကသူ့ဘဝရဲ့အဆုံးသက်ကကြောက်စရာကောင်းလောက်အောင်ကိုသူပြောခဲ့တဲ့ဇလန်စာနဲ့တစ်ထက်တည်းကြနေခဲ့တာပါပဲ20ရာစုအလယ်ပိုင်းမှာသူရည်နဲ့တဲတဲ့ကောင်မလေးကိုတွေ့ခဲ့တယ်လို့ဆိုတဲ့ဒူးမြောင်းအဲ့ဒီနောက်နှစ်ပေါင်း90အကြာ2000ခုနှစ်မှာတော့ဒေါန်ဂျူလီယန်ရဲ့အလောင်းကိုအဲ့ဒီဒူးမြောင်းထဲမှာပဲပြန်တွေ့ခဲ့ရပါတယ်ကြောက်စရာကောင်းလောက်အောင်တိုက်ဆိုင်တာကသူကောင်မလေးကိုတွေ့ခဲ့တယ်လို့အမြဲပြောလေးရှိတဲ့နေရာအဲ့ဒီနေရာအတိအကျမှာပဲသူလည်းရည်နဲ့တဲဆုံးနေခဲ့တာပါဒါပေမဲ့ဒေါန်ဂျူလီယန်ဒီဆုံးခွာတာနဲ့ဒီဇလန်ကပြီးမသွားခဲ့ပါဘူးသူ့ရဲ့အမွေနဲ့ကပုံစံအတစ်တစ်ခုနဲ့ဆက်ပြီးတော့ရှင်းသားနေခဲ့ပါတယ်သူတိတ်ဆုံးပြီးနောက်ပိုင်းမှာပါဒီကျုံးဟာသူ့ရဲ့အမောင်မိုက်တဲ့တမိုင်းချောင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ထိတ်လန့်စရာခီးသွားနေတာအခုဖြစ်လာခဲ့ပါတယ်အခုဆိုရင်ကျွန်းကိုလာလေတဲ့သူတွေကသူတို့ကိုယ်ပိုင်အယုတ်တွေကိုယူလာပြီးကျွန်းပေါ်မှာချစ်ဆွဲကြပါတယ်ဒါကတနည်းအားဖြင့် Don Julian ရဲ့အလုပ်ကိုဆက်လုပ်ပေးတာပေါ့
ပြီးတော့အဲ့ဒီကောင်မလေးတကယ်ပဲရှိခဲ့သည်ဖြစ်စေမရှိခဲ့သည်ဖြစ်စေသူတို့နှစ်ယောက်လုံးကိုကွန်ပျူတာလေးရောက်တာပေါ့ ဆိုတော့နောက်ဆုံးမေးခွန်းတစ်ခုကြံခဲ့ပါတယ်အခုချိန်မှာဒီကျွန်းကိုဘဒူတွေရဲ့ဝိညာဉ်တွေကချောင်းလန့်နေတာလေယင်းနှစ်တေဆုံးသွားတယ်ဆိုရဲကောင်လေးတယောက်ထဲလားဒါမှမဟုတ်သူ့ရဲ့အဆောင်အရှောက်ဒွန်ဂျူလီယန်ပါပူကနေပြီလားဒါမှမဟုတ်အခုလာလေတဲ့သူတွေချမ်းသာခဲ့တဲ့အယုတ်အသစ်တွေထဲကတခြားဝိညာဉ်တွေရောဒီမေခွန်းကတော့အခုထိဖြေလို့မရသေးတဲ့ပု္ပ္ပစာတစ်ခုဖြစ်ကြန့်ရှိနေတော့မှာမယ်